မြန်မာသေးဟလားမြန်မာသေးမြန်မာသေးပြမယ်အခုကျွန်တော်တို့ဒီပတောင်းကန်းကြီးမှာရှိတယ်အရန်နာမည်ကြီးတဲ့ဒါ night life ဈေးထဲအောင်သွားမှာပေါ့နော်ဘန်ကောက်မှာဆိုလို့ရှိရင်ဒါခောက်ဆန်လန်းလို့ပဲပေါ့ဒီညကလည်းကျွန်တော်တို့ဒီကန်းကြီးရဲ့နောက်ဆုံးညဆိုတော့ပင်လယ်သားသွားစားမယ်ပေါ့နော်ပင်လယ်သားသွားစားမယ်ရှင်းမိုင်လုံးနဲ့မတူဘူးသူကကားလေးရှစ်ဖို့ကောင်းတယ်လိုင်းကားလေးတေးသေးလေးဒီမှာသောက်ဆိုင်နေအောင်ရှယ်ကြည့်ပဲဈေးရတဲ့ချဲပဲဈေးရလည်းရှယ်ပဲလိုက်လို့မနိုင်ဘူးဈေးရတဲ့ချဲပဲစားတော့ဆိုင်ရကဲကိုကတော့ကျွန်တော်တို့လာခြင်းတဲ့နေရာလေးကိုတော့ရောက်ပြီပေါ့နော်ကျွန်တော်ဒီနေရာကျတော့ကျွန်တော်ဒါ night life တီးတက်မယ်ပေါ့နော်ဒီဘေးမှာဘာမှမရှိဘူးကျွန်တော်တို့ဒါဘီယာဆိုင်တွေဘားတွေပဲများတယ်သူကညာနဲ့လေလူစီလေပဲအခုတော့မှလူတော်စီးတယ်ကြာရုံကြီးကြားလိုက်ကြီးဒီဆွဲလို့ရတယ်အခုကကျွန်တော်တို့ဒါကန်းကြီးမှာဒါနောက်ဆုံးညပေါ့နော်နောက်ဆုံးညဒါပြီးလို့ရှိရင်တော့ဒါအလုပ်ကိုရှယ်ကျုံရတော့မှာပေါ့အဲ့ဒါဆိုတော့နောက်ဆုံးညဆိုတော့စိတ်လို့လက်လို့ပေါ့နော်စိတ်လို့လက်လို့ကဲလို့ရပါတယ်ဒီကောင်ဘာတိုင်းလဲမသိဘူးလောက်နေဟောဘာတိုင်းမှမသိကဲဒါတော့ဒီနေ့မမအကြိုက်ပေါ့နော်စီဖူလာကြိတ်ပါမယ်တောက်မြန်မာသေးဟလားမြန်မာသေးပြမယ်ဒါဘယ်သူတော့မထုတ်ဘူးဟမ်ဝါရဲ့ကင်းဒီဘဝဲရဲ့ရှိဘဝဲဒီဘဝဲရဲ့ခိုင်လိုက်တော့မယ်အဲ့ဒါဗလားဒါ400ဘူးပါဒါတော့မြန်မာသေးတဲ့400မြန်မာသေး400ဘူးပါမြန်မာမူလို့မြန်မာသေးဟောပင်လယ်သားတော်တော်များများပင်လယ်မှာပို့ပြီးတော့ဈေးကြီးရနော်ရှင်းမိုက်မှာမသေးရှို့တယ်ရှင်းမိုက်မှာသေးရှို့တယ်ကောင်းလားစားလို့စားလို့ကောင်းတယ်ဈေးကြီးလို့လားဈေးကြီးလို့ကျွန်တော်မိုးရတရားတော့နည်းနည်းတိုင်ပတ်တယ်ပေါ့နော်အခုလဲကြုံချင်းလက်ငယ်မိုးရထားရွာတော့ဘယ်သွားခိုးရမှမသိဘူး